수모뚜. 됐습니까? 예, 안녕하십니까. 더불어민주당 외교통일위원회 이용선 의원입니다. 오늘 이 자리는 미얀마 봄을 위한 민족통합정부 진마아웅 외교부 장관의 한국 기자회견을 갖게 돼서 이 자리에 서게 됐던 말씀을 드리겠습니다. 이 기자회견의 취지에 대해서 간단히 말씀을 드리겠습니다. 미얀마는 2021년 군부 쿠데타 이후 벌써 5년 가까이 유혈 내전 상태가 지속되고 있습니다. 유엔 인권 보고서에 따르면 현재까지 최소 6,800여 명이 사망했고 260만 명 이상의 난민이 발생한 바 있습니다. 이러한 비극적 상황에서도 미얀마 시민들은 대한민국의 민주화의 성공 사례를 보며 민주화 투쟁을 계속해 나가고 있습니다. 최근 군부는 오는 12월 말부터 총선을 실시하겠다고 입장을 발표했습니다. 그러나 이를 두고 국제사회와 미얀마 시민들은 군부의 불법적 통치권을 연장하려는 불법 부정선거로 간주하고 있습니다. 이에 미얀마 민족통합정부 진마웅 외교부 장관은 미얀마 내부의 참혹한 실상과 군부의 불법 선거 의도를 밝히고 대한민국의 공감과 연대를 구하고자 오늘 기자회견을 갖게 되었다는 말씀을 드리겠습니다. 오늘 기자회견을 준비하신 미얀마 민족통합정부에 우선 감사의 말씀을 드리고 기자회견문은 진마웅 외교부 장관께서 발표를 하시겠습니다. 이어서 수모뚜 한국대표부 사무처장께서 순차 통역 방식으로 기자회견문 낭독을 진행하겠다는 말씀을 드리겠습니다. 그럼 마이크를 진마웅 외교부 장관께 넘기도록 하겠습니다. 민글라바 쿨루묘 스카뼈고 묘다 니뉴이 소야မြန်မာနိုင်ငံရဲ့အမျိုးသားညီညွတ်ရေးအစိုးရကိုစားစကားပြောခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်မဒီကိုရီးယားကိုရောက်ရှိနေတာဟာအမှန်တမ်းမှကျွန်တော်တို့နှစ်နိုင်ငံလုံးအတွက်အဓိပ္ပာယ်ဒီနဲ့ပြည့်ဝနေပါတယ်။ဒီကိုရီးယားနိုင်ငံရဲ့အဓိကပေါ့နော်ဒီဒီမိုကရေစီရေးရုန်းကန်လှုပ်ရှားမှုတွေဟာတကယ့်ကိုကျင့်ဝတ်ပိုင်းဆိုင်ရာအရထူးခြားလေးနက်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့အခုမြန်မာနိုင်ငံမှာဘာဖြစ်နေတယ်လဲပေါ့နော်ဆိုတဲ့အနေအထားနဲ့ဓာတ်ရိုက်ကိုသက်ဆိုင်နေတာဖြစ်တယ်ဆက်ဆက်နေတာလည်းဖြစ်ပါတယ်အဲ့တော့ဒီလိုဆက်ဆက်မှုတွေဟာမူဝါဒပိုင်းဆိုင်ရာပေါ့နော်ဆောင်ရွက်ကြတဲ့ဒီ policy maker တွေအတွက်ဒါမကဘဲနဲ့ပေါ့နော်ဒီအာဏာရှင်စနစ်ကိုဖျက်ဆီးခဲ့မှုတဲ့နိုင်ငံတွေနောက်ပြီးခါကျတော့လွတ်လပ်မှုကိုပေါ်ဆောင်ဖို့လို့အတွက်တာဝန်ဘယ်လိုရှိကြလဲဘယ်လိုတာဝန်ယူကြသလဲဆိုတာကိုဖျက်ဆီးခဲ့မှုတဲ့နိုင်ငံတွေအနေနဲ့ပေါ့နော်ပို့ပြီးတော့မှအတိတ်ပဲပြေးသွားတယ်ကျမတို့နှစ်နိုင်ငံမှာကျမတို့မြန်မာပြည်သူလူထုဟာဒီတောင်ကိုရီးယားရဲ့ဒီရုန်းကန်လှုပ်ရှားမှုတွေကနေပြီးတော့မှတကယ့်ကိုအားကျအတူယူခဲ့ရတဲ့နိုင်ငံနှစ်နိုင်ငံဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါကြောင့်အခုမြန်မာကြုံတွေ့နေရတဲ့အခက်အခဲကဘာအတွက်ရုန်းကန်နေရလဲဆိုလို့ရှိရင်ဒီဒီမိုကရေစီနဲ့လွတ်လပ်ခွင့်အတွက်ကိုရုန်းကန်လှုပ်ရှားနေရတဲ့တိုက်ပွဲဖြစ်တယ်အခုအကြမ်းဖက်စစ်ကောင်စီရဲ့အာဏာသိမ်းမှုဟာ9နှစ်နီးပါးရှိလာခဲ့ပြီအခုချိန်ထိမြန်မာစစ်တပ်သည်ပြည်သူလူထုရဲ့တရားဝင်မှုထောက်ခံမှုမရရှိသေးဘူးသူရဲ့စိုးမိုးထိန်းချုပ်ဒေသတွေဆုံးရှုံးနေရတယ်နောက်ပြီးတဲ့ခါကျတော့ဘလုံနီးနဲ့မှတိုင်းပြည်ကိုအုပ်ချုပ်နိုင်တဲ့အစွမ်းစားမရှိဘူးဆိုတာကိုသက်သေပြခဲ့တဲ့9နှစ်လို့လည်းပြောမယ်ဆိုရင်ရပါတယ်ဒါအပြင်အခုဒီအတွက်ကြောင့်မို့လို့သူတို့ဆောင်ရွက်နေတဲ့အယောင်ပြရွေးကောက်ပွဲဆိုတဲ့ကိစ္စကလည်းရွေးကောက်ပွဲမဟုတ်ဘူးဒီစစ်ကောင်စီရဲ့ပေါ့နော်တရားဝင်မှုမှားယွင်းတဲ့တရားဝင်မှုကိုတရုတ်ပြယုံတက်တက်လုံမဲ့နိုင်ငံရေးလက်နက်တစ်ခုသာဖြစ်တယ်ဆိုတာကိုတင်ပြဖို့လို့ဖြစ်ပါတယ် 네, 안녕하십니까.
외교부 장관으로서 미얀마 민족통합정부를 대표하여 기자회견에 기회를 주셔서 감사합니다. 제가 지금 한국에 와 있습니다. 한국과 미얀마에 아주 뜻깊은 시간을 갖고 있습니다. 아시다시피 한국의 민주화 투쟁이 여러분에게 특별한 도덕적 권위를 부여합니다. 미얀마하고도 깊은 관계가 있다고 저는 믿습니다. 오늘날 미얀마 국민들은 한국과 같은 나라를 단순한 정책 결정자가 아닌 독재의 대가와 자유의 책임을 이해하는 국가로서 바라보고 있습니다. 현재 미얀마는 민주화와 자유를 위한 싸움을 벌이고 있습니다. 쿠데타 시도가 시작된 지 거의 5년이 지난 지금 군부는 국민적 정당성, 영토 통제력, 그리고 통치 능력은 모두 상실했습니다. 그들이 계획한 선거는 사실상 선거가 아닙니다. 거짓된 정당성을 만들어내기 위한 정치적 무기뿐입니다. နောက်တစ်ခုကကျမတို့အချက်လက်နဲ့တင်ပြချင်တာဖြစ်တယ်ပေါ့နော်လက်တလောဆောင်ရွက်နေတဲ့ဒီ survey ပေါ့နော်ဒီစစ်တမ်းကောက်ယူမှုတွေလွတ်လပ်တဲ့အရပ်ဖက်အဖွဲ့အစည်းတွေရဲ့စစ်တမ်းကောက်ယူမှုတွေရဆိုလို့ရှိရင်မြန်မာနိုင်ငံသားရဲ့69%ဟာစစ်ကောင်စီရဲ့အာဏာသိမ်းမှုကိုစန့်ကျင်ခဲ့ကြတယ်စန့်ကျင်နေကြဆဲလည်းဖြစ်တယ်68%သောပြည်သူလူထုကအခုစစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြတယ်လို့သဘောထားမှတ်ချက်ပေးကြတယ်ပေါ့နော်96%ကအခုရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲလုပ်ခဲ့မယ်ဆိုလို့ရှိရင်တော့မှသူတို့ဒီမဲပေးလို့တဲ့ဆန္ဒမရှိဘူးဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်အဲ့တော့ဒီပြိုင်နယ်ထဲမှာပဲစစ်ကောင်စီဟာအရက်သားတွေကိုနေ့စဉ်နဲ့အမျှပေါ့နော်တိုက်ခိုက်နေတယ်ဘုံကျဲနေတယ်အကြမ်းဖက်နေတယ်ဒါကြောင့်မို့လို့ထွက်ပြေးတင်းရှောင်နေရတဲ့ဒုက္ခတွေတိုးပွားလာတယ်တစ်ဖက်မှာလည်းပဲအဓိကအနိုင်ရပါတီဖြစ်တဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်းပဲဖျက်သိမ်းခဲ့တဲ့အနေအထားဖြစ်ပါတယ်အဲ့တော့ဒီအခြေအနေမှာလုံမဲ့ရွေးကောက်ပွဲသည်ဘလို့မှတရားဝင်မှုမရှိဘူးဒီမိုကရေစီနှီးမကြဘူးဆိုတာအမတန်မှရှင်းလင်းပြတ်သားတဲ့ဥပမာတွေကိုကျွန်တော်တို့နေ့စဉ်နဲ့အမျှကြုံတွေ့နေရတယ်စစ်ကောင်စီကလည်းပဲသူ့ရဲ့အကြမ်းဖက်မှုတွေနဲ့ဖိနှိပ်မှုတွေနဲ့အတူတူဒီရွေးကောက်ပွဲကို၌ကိုကတရားမျှတမှုမရှိဘူးလက်ခံနိုင်စရာမရှိဘူးဆိုတာနေ့တိုင်းသက်သေပြနေတာဖြစ်ပါတယ် 네, 자유로운 조사에 따르면 정말 사실은 명확합니다. 미얀마 국민의 99%가 쿠데타를 거부합니다. 그리고 미얀마 국민의 98%가 이 군정부가 계획하고 있는 선거를 전면 거부합니다. 미얀마 국민의 96%가 군사 통치 하에서는 투표하지 않은 것이라고 발표했습니다. 미얀마 군부는 매일같이 민간인들을 살해하고 있고요. 그리고 수백만 명의 피난민들이 생기고 있고요. 그리고 민족민주연맹 NLD 당 포함해서 정당들은 해산되었습니다. 미얀마 군부는 가짜 선거, 허위 선거를 하기 위해서 한편에는 미얀마 국민들은 잔인하게 탄압을 하면서 진행하려고 합니다. 이런 민주주의적이지 않고 자유롭지 않은 미얀마 군부가 기획하는 선거는 저희 미얀마 국민 모두가 거부합니다. မနေ့ကဒီကိုပဲမနေ့ကကမ္ဘာလူခွင့်ရေးနေ့ပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေ့အခမ်းအနားတွေကျင်းပနေတဲ့အချိန်မှာကိုပဲမြန်မာစစ်တပ်ကရခိုင်ပြည်နယ်မှာရှိတဲ့အရက်သားအဆောက်အုံတွေစေယုံတွေကိုဘုံကျဲလို့မို့လို့မျိုးသမီးတွေကလေးတငယ်တွေတည်ဆုံခဲ့ရတဲ့ဖြစ်စဉ်ကမနေ့ကတည်းကထပ်ပြီးတော့ဖြစ်ပွားခဲ့တာရှိပါတယ်ဆိုတော့ဒီလိုမျိုးအကြက်တဲတွေဒီလိုဖိနှိပ်မှုတွေဟာတကယ်ကြတော့မြန်မာပြည်တွင်းမှာနေရက်တက်နေတာမဟုတ်ပါဘူးဒါကကိုရီးယားကိုလည်းပဲဓာတ်ရိုက်တက်ရောက်နေတဲ့ဥပမာတွေကျွန်တော်တို့မှာမြင်နေရတယ်အထူးသဖြင့်တော့ဒီ cyber crimes တွေရဲ့ပေါ့နော်အဓိကထုတ်လုပ်တဲ့နေရာလိုမျိုး large scales နဲ့ထုတ်လုပ်တဲ့နေရာလိုမျိုးဖြစ်လာတယ်ဒီ cyber crimes တွေကိုအခြေပြုပေးနေတဲ့နေရာဖြစ်လာတယ်အထူးသဖြင့်ဒီ cyber crimes တွေလို့ပြောတဲ့နေရာမှာဒီလူကုန်ကူးမှုတွေနောက်ပြီးခါကျတော့ဒီ cryptocurrency scams တွေနောက် deep fake fraud တွေနဲ့အတူတူပေါ့နော်ဒီ operation တွေကမြန်မာပြည်ရဲ့စစ်ကောင်စီနဲ့ affiliated ဖြစ်နေတဲ့ပြည်သူစစ်အဖွဲ့တွေနောက်စစ်ကောင်စီထဲမှာပါဝင်နေတဲ့စစ်ဗိုလ်ချုပ်တွေရဲ့ပါဝင်ပတ်သက်မှုတွေနဲ့အတူတူဒီနေ့တခြားကိုကြီးမားလာတယ်နောက်ပြီးတဲ့ခါကျတော့နိုင်ငံတကာကိုဒီမြန်မာပြည်ရဲ့ territory အပြင်ဘက်ကိုပါကျော်လွန်ပြီးတော့တက်ရောက်လာတာဖြစ်တယ်အဲ့ဒါကအခုဆိုလို့ရှိရင်ဒီ Korean
နိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုလည်းပဲထိခိုက်လာတယ်ကိုရီးယားတွေကိုလည်းပဲပြစ်မှတ်ထားပြီးတော့ဒီဒုက္ခပေးလာတာကိုကျွန်တော်တို့တွေ့ရတယ်တချို့တော့ဒါကြောင့်တချို့တော့ဒီကိုရီးယားနိုင်ငံသားတွေလည်းပဲလူကုန်မြန်မာနိုင်ငံကိုလူကုန်ကူးခံရတယ်အတင်းအဓမ္မနဲ့ဒီ scam center တွေမှာအလုပ်လုပ်ဖို့လို့ပေါ့နော်ဖိအားပေးခံရတယ်ဒီအတွေ့အကြုံတွေကိုလည်းပဲကျွန်တော်တို့သတင်းအချက်လက်တွေအရရောမြင်တွေ့နေရတယ်လက်တွေ့လည်းဖြစ်ပျက်နေတယ်ဒါကြောင့်မို့လို့ဒါတွေဟာကိုရီးယားရဲ့မြို့သားအကျိုးစီးပွားမြို့သားလုံခြုံရေးဆိုင်ရာပြဿနာဖြစ်လာနေပါတယ်အဲ့တော့တစ်ဖက်မှာကြတော့ဒီလိုမျိုးပေါ့နော်ကြီးမားတဲ့ဒုက္ခတွေခံစားနေရတော့ညာလည်းပဲမြန်မာဒီမိုကရေစီအင်အားစုတွေဟာတကယ်ကိုပေါ့နော်တိတာထင်ရှားတဲ့တိုးတက်မှုတွေကိုလည်းပဲဆောင်ရွက်လာနိုင်ခဲ့တာရှိပါတယ်အထူးသဖြင့်ဒီတော်လှန်ရေးဒေသအဖွဲ့အစည်းတွေစိုးမိုးထိန်းချုပ်ထားတဲ့နေရာတွေမှာဂျာကာလာဒေသန္တရအုပ်ချုပ်ရေးတွေကိုဖော်ဆောင်နေကြတယ်နောက်ပြီးတဲ့အခါကျတော့ဒီပြည်သူဝန်ဆောင်မှုတွေကိုပေးအပ်နိုင်အောင်လို့မို့လို့ဆောင်ရွက်နေကြတာတွေရှိတယ်ပေါ့နော်ဒါအပြင်ကိုဒီမြေပြင်စိုးမိုးထိန်းချုပ်ဒေသတွေမှာဒီတိုင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်းပဲပူးပေါင်းပြီးတော့ဆောင်ရွက်လျက်ရှိတယ်ပေါ့နော်အဲ့တော့မြန်မာပြည်သူလူထုရဲ့အတန်ကတော့အင်မတန်မှရှင်းလင်းပြတ်သားပါတယ်ကျန်းဖက်စစ်ကောင်စီရဲ့စစ်အာဏာသိမ်းမှုကိုလုံးဝလက်မခံဘူးဆိုတာကိုယနေ့အချိန်ထိပြတ်ပြတ်သားသားဖော်ထုတ်နေကြတယ်ပြသနေကြတယ်ဖြစ်တယ်ပေါ့နော်မနေ့ကကိုပဲတနိုင်ငံလုံးအတိုင်းအတာနဲ့အတန်တိတ်တပိတ်ဆင်နွှဲပြီးတော့မြန်မာပြည်သူလူထုသည်အကြမ်းဖက်မှုနဲ့စစ်အာဏာသိမ်းမှုကိုလက်မခံဘူးနောက်ပြီးတော့ခါကျတော့စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုလည်းပဲသူတို့အတိမတ်မပြုဘူးဆိုတာကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ပါတယ် 네, 어제 세계 인권의 날이죠. 근데 미얀마 군은 어제 라카인 지역에 있는 민간인들의 주택과 병원 등에 공습을 했습니다. 그래서 많은 여성들과 아이들이 안타깝게도 사망했습니다. 이 위기는 미얀마에만 국한된 것은 아닙니다. 이는 한국에 직접적인 영향을 미치고 있습니다. 아시다시피 미얀마 내에 대규모의 사이버 범죄, 인신매매, 암호화폐 사기, 딥페이크 사기 이런 것들이 허브가 되어 있습니다. 이 자청들은 한국 국민들을 표적으로 삼고 피해를 주고 있습니다. 이 사기 범죄 단체들은 미얀마 군 정상들과 깊이 관련되어 있습니다. 일본 한국 국민들은 미얀마로 인신매매되어 무력 협박하에 사기센터에서 일하도록 강요받았습니다. 이는 이제 한국의 국가안보 문제이기도 합니다. 막대한 고통 속에서도 저희 미얀마 민주 세력들은 놀라운 진전을 이뤘습니다. 과도 행정부는 수립하고 서비스를 제공하며 민주저항군들과 협력하여 영토를 통제하고 있습니다. 한편에 미얀마 국민들은 군사 통치를 명백하게 분명하게 거부하고 있습니다. 어제 미얀마 내부에 침묵 시위가 있습니다. 미얀마 국민들이 밖에 나가지 않고 우리는 군부를 원하지 않다라는 것을 침묵 시위를 보여주면서 군부를 전면 거부했고 한국에 있는 미얀마 대사관 앞에서도 지금 현재 사전 투표 중인데요. 미얀마 국민들이 대사관 앞에서 선거 반대 운동을 지금 일주일 내내 하고 있습니다. 이것을 보며 미얀마 국민들은 군부의 사기 선거를 완전히 반대하고 있다는 증거입니다. ဒါကြောင့်မို့လို့ကျွန်တော်တို့လက်တွေ့ပေါ့နော်ကိုရီးယားနိုင်ငံမှာဆိုလို့ရှိရင်လည်းပဲ2020ရွေးကောက်ပွဲတုန်းကမိုးမလင်းခင်တည်းကစောင့်ပြီးတော့ပေါ့နော်ဒီမြန်မာတန်ယုံရှိမှာကြိုတင်မဲ့ပေးခဲ့ကြတဲ့ပြည်သူလူထုဟာအခုဆိုလို့ရှိရင်အကြမ်းဖက်စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့လည်းပဲလက်မခံဘူးသူတို့ဒီ2020ရွေးကောက်ပွဲမှာမဲပေးပြီးသားဖြစ်တယ်ဆိုတဲ့ဟာကိုပြသဖို့လို့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့တန်ယုံရှိမှာပေါ့နော်ဒါငြိမ်းချမ်းစွာစံထထုတ်ဖော်တဲ့လှုပ်ရှားမှုတွေလုပ်နေကြတာကိုလည်းကျွန်တော်တို့အခုအမြင်တွေတွေ့နေရတယ်ဒါကြောင့်မို့လို့ကိုရီးယားအစိုးရကိုကိုရီးယားနိုင်ငံကိုကျွန်တော်တို့တောင်းဆိုခြင်းတဲ့အချက်၅ချက်ရှိပါတယ်တကယ်ကိုပဲဒီအကြမ်းဖက်စစ်ကောင်စီပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကိုလူသိရှင်ကြားပေါ့နော်စန့်ကျင်ဖို့လို့ကန့်ကွက်ဖို့လို့အဲ့ဒီလိုကန့်ကွက်ကြောင်းကိုလည်းပဲpublicly ပေါ့နော်သတင်းထုတ်ပြန်ပေးဖို့လို့နောက်ပြီးတဲ့အခါကျတော့မြည်တော့ပဲဆိုစီအကြမ်းဖက်စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲအတုအယောင်ကနေပြီးတော့ထွက်လာမဲ့မီဂါမက်တာအစိုးရတွေကိုဝင်မှုမပေးဖို့အတိအမှန်မပြုဖို့လို့တောင်းဆိုဖို့လို့ကျွန်မတို့မေတ္တာရက်ခံလို့ရတယ်။နောက်ဒုတိယတစ်ချက်အနေနဲ့ကတော့အခုမြန်မာပြည်မှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်ဖိနှိပ်ရက်စက်မှုတွေကြောင့်မို့လို့ဖြစ်ပေါ်လာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခက်အခဲအကျပ်တဲတွေကိုဖြ
ဖြည့်ရှင်းနိုင်မဲ့ပေါ့နော်ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စတွေကိုနေဆက်ဖြတ်ကျော်အကူအညီပေးဖို့လို့နောက်ပြီးတဲ့ခါကျတော့ယုံကြည်စိတ်ချရတဲ့ပေါ့တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနောက်ပြီးတဲ့ခါကျတော့လူမှုအဖွဲ့အစည်းကွန်ရက်တွေကနေပြီးတော့မှတဆင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပေးဖို့လို့တတိယအချက်အနေနဲ့ကတော့အခုမြန်မာပြည်နဲ့ဆက်ဆက်နေတဲ့ပေါ့နော်ဒီ online scam တွေ cyber criminals တွေကိုပတ်သက်ပြီးတော့ဦးစားပေးပြီးတော့ပေါ့နော်ဒါကကိုရီးယားနိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုချင်းချောက်နေတဲ့ချင်းချောက်မှုအဖြစ်နဲ့သတ်မှတ်ပြီးတော့ကျမတို့ဒီပူးပေါင်းဆောင်ရွက်ဖို့လို့တွေနောက်ပြီးတဲ့ခါကျတော့ကယ်ဆယ်ဖို့လို့တွေနောက်ပြီးတဲ့ခါကျတော့ဒီစုံစမ်းစစ်ဆေးဖို့ကိစ္စတွေကိုလည်းပဲတကယ့်ကိုပေါ့နော်ထက်တန်နဲ့ပူးပေါင်းဆောင်ရွက်ဖို့လို့ကိစ္စဒီဒီကိုရီးယားအစိုးရအနေနဲ့ဦးစားပေးအနေနဲ့ထားရှိဖို့ကျမတို့တောင်းဆိုလိုတယ်နောက်ပြီးတဲ့ခါကျတော့ဒီစစ်ကောင်စီနဲ့ဆက်ဆက်နေတဲ့ဒီဘန်နာရေးကွန်ရက်တွေနောက်ပြီးတဲ့ခါကျတော့ဒီ cyber crimes တွေကိုဆောင်ရွက်နေတဲ့ operator တွေနောက်ပြီးတော့ခါကျတော့လူကုန်ကူးမှုကွန်ရက်တွေနောက်ပြီးတော့ခါကျတော့ဒီ data တွင်းမှာလည်းပဲပေါ့နော်ဒီဖြန့်ကျက်ပြီးတော့ဒီအကြမ်းဖက်စစ်ကောင်စီနဲ့ဆက်ဆက်နေတဲ့ဒီ criminal gangs တွေကိုကျမတို့ရည်ရွယ်တဲ့sanction ပေါ့နော်ဒီလိုမျိုးပိတ်ဆို့အရေးယူမှုတွေကိုဆောင်ရွက်ပေးဖို့လို့ကျမတို့တောင်းဆိုလိုတယ်အဲ့ဒီလိုကိစ္စမျိုးမှာဒီကိုရီးယားအစိုးရအနေနဲ့လည်းပဲတက်ကြွကြွနဲ့ဦးစီးဦးဆောင်ပါဝင်ပေးဖို့ကျမတို့တောင်းဆိုချင်တာဖြစ်တယ်နောက်ဆုံးအချက်အနေနဲ့ကတော့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တကယ့်ကိုဒီထက်ပိုပြီးတော့ပေါ့နော်ဆက်ဆံရေးတိုးမြင့်ဖို့နောက်ပြီးတဲ့ခါကျတော့ပူးပေါင်းဆောင်ရွက်ဖို့လို့ကျမတို့တောင်းဆိုလိုတယ်နောက်ပြီးတဲ့ခါကျတော့ဒီမြန်မာနိုင်ငံပေါ့နော်ကိုရီးယားမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့အကျိုးစီးပွားမြန်မာနိုင်ငံသူနိုင်ငံသားတွေကိုအကာအကွယ်ပေးနေတဲ့ကိစ္စတွေကိုလည်းပဲဆက်လက်ပြီးတော့တိုးမြင့်ပေးသွားဖို့နဲ့အဲ့ဒီကိစ္စတွေမှာလည်းပဲအမျိုးသားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့လို့ကျမတို့တောင်းဆိုလိုပါတယ် 네, 오늘 우리는 미얀마 국민들은 대한민국 정부의 다음 5가지 필수적인 조치를 취할 것을 촉구합니다. 1. 군사정권의 부정선거를 공개적으로 규탄하고 그 선거를 통해 구성된 어떠한 정부도 인정받아서는 안 된다고 요청합니다. 2. 신뢰할 수 있는 민족 및 지역사회 네트워크를 통한 초국경 인도적 지원 확대해 주시기를 요청합니다. 3. 미얀마 영계 사이버 범죄를 국가안보 위협으로 우선적으로 다루고 수사 및 구조 활동에 대한 협력 강화를 요청합니다. 4. 군사 연계 금융 네트워크, 사이버 범죄 운영자 및 인신매매 네트워크에 대한 표적 체계를 적용하고 이러한 활동에 대한 대한민국이 지역적 대응을 주도해 줄 것을 촉구합니다. 5. 체계적인 대화와 기술 협력을 통해 민족통합정부와 대한민국의 관계를 심화시켜 주시기를 요청드립니다. 그리고 한국에 있는 미얀마인들에게 지금처럼 지원해 주고 있는 것을 계속해 주시기를 바랍니다. ကျမတို့မြန်မာပြည်သူလူထုဟာဒီမိုကရေစီကိုရွေးချယ်ပြီးဖြစ်ပါတယ်သူတို့ဒီရှင်းရှင်းလင်းလင်းကိုပဲအကြမ်းဖက်စစ်ကောင်စီကိုညှင်းပယ်ပြီးဖြစ်တဲ့အာဏာရှင်စနစ်မှန်သမျှကိုလည်းညှင်းပယ်ပြီးဖြစ်တယ်လို့အကြမ်းဖက်စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုလည်းပဲညှင်းပယ်ခဲ့ပြီးဖြစ်ပါတယ်သူတို့ဘာလိုအပ်နေတယ်လဲပေါ့နော်မြန်မာပြည်သူလူထုလိုအပ်နေတာကတော့မူဝါဒနဲ့နှုံးဆန်တန်မိုးတွေပေါ်မှာအခြေခံတဲ့နောက်ပြီးတော့ရှေ့နောက်ညီညွတ်တဲ့ဒီ consistent ဖြစ်တဲ့နိုင်ငံတကာရဲ့စူးစီးညီညွတ်မှုထောက်ခံမှုတွေပဲဖြစ်ပါတယ်အဲ့ဒီအနေအထားတွေကိုကိုရီးယားဒီအတိဆုံးဖြစ်လိမ့်မယ်လို့ကျွန်မနားလေတယ်ကိုရီးယားရဲ့ကိုယ်ပိုင်ဖြတ်သန်းမှုတွေကိုရီးယားရဲ့သမိုင်းဖြတ်သန်းမှုတွေကနေပြီးတော့ပေါ့လေဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရတာဟာဘလောက်အတိတ်ပဲရှိတယ်လေနောက်ပြီးတော့အဲ့ဒီတိုက်ပွဲဟာလည်းအောင်မြင်နိုင်တယ်ဆိုတဲ့ဟာကိုကိုရီးယားနိုင်ငံဒီမိမိရဲ့သမိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တက်တည်ပြပြီးလည်းဖြစ်တယ်ဆိုတော့ကျမတို့လူလားတောင်းတတာကတော့ကိုရီးယားရဲ့ခေါင်းဆောင်မှုနဲ့ဒီမြန်မာပြည်ရဲ့ပေါ့နော်အနာဂတ်ကိုကျမတို့တွေအတူတကွပူးပေါင်းဆောင်ရွက်တဲ့နေရာမှာမိကောင်းဆွေကောင်းတွေအနေနဲ့ကျမတို့ပူးပေါင်းဆောင်ရွက်သွားလို့တယ်ဒီပူးပေါင်းဆောင်ရွက်မှုကနေပြီးတော့တဆင့်ဒေတာသွင်းလုံခြုံရေးနဲ့တည်ငြိမ်မှုကိုလည်းအာမခံနိုင်မှာဖြစ်တယ်လို့ပြောနေညီကုန်းချုပ်ချင်ပါတယ်ကျေးဇူးတင်ပါတယ် 네, 미얀마 국민들은 민주주의를 선택했습니다. 그들은 군사정권 거부하고 군부가 조작한 선거도 거부했습니다. 그들이 지금 필요한 것은 원칙적이고 일관된 국제적 연대입니다. 대한민국의 연대를 요청합니다.
한국은 민주주의를 위해 싸우는 것이 무엇을 의미하는지, 그리고 그 싸움에서 승리하는 것이 무엇을 의미하는지 역사를 통해 우리는 잘 알고 있습니다. 대한민국 여러분, 대한민국의 지도력은 미얀마의 미래를 형성하고 우리 전체 지역의 안보와 안정을 강화하는 데 도움이 될 수 있습니다. 꼭 부탁드립니다. 감사합니다. 예, 우리 미얀마의 임시통합정부 외교부 장관께서 기자회견문을 우리 대한민국 정부와 국민들에게 호소하는 기자회견문을 순차통역 방식으로 낭독 말씀을 드렸습니다. 오늘 2시 반에 의원회관 2간담회실에서 우리 진마옹 장관을 모시고 간담회를 진행할 계획입니다. 구체적인 사항들에 관해서는 이따 2시 반에 간담회를 통해서 충분히 공유할 수 있으리라고 봅니다. 기자 여러분들께서도 관심을 갖고 참여해 주시면 감사하겠다는 말씀을 드리고, 이것으로 미얀마 임시정부 외교부 장관 진마옹 장관의 기자회견을 마치도록 하겠습니다. 예, 감사합니다.